လုံးဝမင်္ဂလာနော်ဗလာသာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ကတော့ခုဒီမှာမြင်နေရတဲ့အတိုင်းပေါ့နော်ကျွန်တော်ဟိုရင်းနေ့တုန်းကတင်ပြဦးတဲ့ ROH coin ကကျွန်တော်ပြည်သွားပြီပေါ့နော်ပြည်သွားပြီဒီကောင်0.1သူထုတ်လို့ရမယ့်ပမာဏပေါ့နော်ပြည်ဖို့အတွက်ဘယ်လောက်ကြာလဲဆိုတာကိုကျွန်တော်ပြပေးမယ်ပေါ့နော်ဘယ်နည်းကြာလဲဆိုတော့ကျွန်တော်ပြပေးမယ်โอเคအဲ့တော့ကျွန်တော်အရင်တော့တင်ပေးရပေါ့နော်ဗီဒီယိုတင်ပေးတဲ့ဥစ္စာတွေကိုကျွန်တော်တစ်ချက်သွားကြည့်လိုက်ရင်သိရပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ကြည့်မယ်ပေါ့နော်အကောင်လေးကကျွန်တော်ဘယ်နည်းကြာလဲဆို ROH coin ဆိုတော့ okay ဒီမှာပေါ့နော်9ရက်ပေါ့နော်ဒီမှာကျွန်တော်တင်ပေးထားရပေါ့နော်9ရက် okay 7 day ရှိပြီပေါ့နော်9ရက်ကိုကျွန်တော်ဒီမှာ 0.1 coin ရရပေါ့နော်ကြာတော့ကြာတယ်ဗျာနော် okay အဲ့တော့ကျွန်တော် gain နဲ့ကိုသွားလိုက်မယ်okay gain နဲ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်ကသူတို့ထုတ်ခိုင်းတဲ့ 0.1 ပေါ့နော် ROH ကိုကျွန်တော်ကထုတ်မှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒါက ROH robot ပါကျွန်တော် robot fit ကိုတော့ကျွန်တော်က1 coin ပြီးမှပဲကျွန်တော်ထုတ်ပြမယ်ပေါ့နော်ဒီကောင်ကကျွန်တော်ထုတ်ရမယ့်ကိုကျွန်တော်ကပြပေးခြင်းဖြစ်တယ် okay အဲ့တော့ကျွန်တော်ဒီကောင်လေးကို ROH ကို 0.1 ကိုကျွန်တော်တို့ထုတ်လိုက်မယ်ပေါ့နော်ထုတ်မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီ gas micro ROH ဆိုပြီးရှိရပေါ့နော် okay အဲ့ရလေးကိုသွားမယ်ဒီကကျွန်တော်တို့ထုံးစံတိုင်းလုံနေကြပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့ mining ကိုပြန်တူးတာပေါ့နော်ကျွန်တော်ကမတူးတော့ပါဘူးကျွန်တော်က Ton NC wallet ထဲကိုကျွန်တော်ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီကောင်လေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်သူကဒီ Gmail မှန်ကိုကျွန်တော်ကြည်ပေးရမယ်ပေါ့နော် okay Gmail ကကြတော့ဘယ်လိုလဲဆိုလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်ဒီဘက်ကိုလာလိုက်မယ်လာပြီးသွားရင်ကျွန်တော်ဒီမှာနော်ဒီကိုလာလိုက်မယ်ဒီကိုလာလိုက်ပါလာပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော် sign out ဆိုပြီးဒီမှာရှိရပါတော့ DS ပါညာဆိုကျွန်တော်တို့ဒီမှာဖွင့်ထားခဲ့တဲ့ဥစ္စာလေးပေါ့နော်ကျွန်တော်ဟာတော့ကျွန်တော်ဖွင့်ထားတဲ့ဥစ္စာလေးမှန်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကငွေလေးကိုပို့မယ်ပေါ့နော် okay send ROH ဆိုပြီးကျွန်တော်ပို့လိုက်မယ် 0.1 coin ဥမာcheck PIM to transaction ပေါ့နော် okay အဲ့တော့ okay ရပြီအဲ့တော့ကျွန်တော်တို့ now ကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် okay ဒီဟာက robot ဒီအကောင် password လေးကျွန်တော်တို့ထည့်ပေးရရပေါ့နော် okay password လေးကိုကျွန်တော်ထည့်ပေးလိုက်မယ် okay password လေးကတော့သူကနှစ်ခါထည့်ပေးရတယ်ပေါ့နော် okay password လေးကိုတော့သူကနှစ်ခါထည့်ပေးရတယ်ထည့်ပေးပြီးသွားလို့ရှိရင်တော့သူကကျွန်တော်တို့ပေါ့နော်ဒီမှာပေါ့နော်ဒီလိုလေးပေါ်လာတယ် start now ဆိုပြီးပေါ်လာတယ် okay အဲ့ဒါလေးကျွန်တော်ချက်နှိပ်လိုက်မယ်ပေါ့နော် okay ဒီမှာသူက second စောင့်ရတော့မယ် second စောင့်ရတော့မယ်okay ဒီ second 3လဲကျွန်တော်စောင့်ကြည့်လိုက်မယ်ပေါ့နော်ပုံမှန်လဲကျွန်တော်တို့ပေါ့နော်ဒီမှာ message ကြလာတယ်ပေါ့နော်transaction completed ဆိုပြီး 0.1 ပေါ့နော်သူကပြနေတယ် okay အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်ဒီကောင်လေးကိုခဏစောင့်ကြည့်လိုက်မယ် okay ဒါဆိုရပြီဆိုရင်တော့ကျွန်တော်ကြည့်မယ်ပေါ့နော်ကြည့်မယ်ဆိုတော့ဒါကကျွန်တော်တို့ခုနကတော့ဟာနဲ့တော့ကျွန်တော်မတူတော့ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော် okay ကျွန်တော်တစ်ချက်ကြည့်ပေးမယ်ပေါ့နော်သူကကျွန်တော်တို့ဒီမှာပေါ့နော် NC wallet ထဲကိုသူကပို့ပေးလိုက်ပြီပေါ့နော်ဒီမှာ19:36ဆိုတော့9:36မိနစ်မှာကျွန်တော်တို့ပို့ပေးလိုက်ပြီ 0.1 ဆိုပြီးသူကပို့ပေးလိုက်တယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ NC wallet ထဲကိုကျွန်တော်တွားကြည့်မယ်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော် NC wallet ထဲကိုရောက်ပြီ NC wallet ထဲရောက်ပြီဆိုတော့ကျွန်တော်ဒီမှာ connecting ဖြစ်နေရပေါ့နော် okay ရောက်ပြီလို့ကျွန်တော်ထင်တယ်ဒီမှာသူကတော့ message ပို့တယ်ဆိုတော့ကျွန်တော်ရောက်ပြီလို့ကျွန်တော်ထင်တယ်ပေါ့နော် okay ကျွန်တော်တစ်ချက်ကြည့်မယ် okay ဒီမှာရောက်ပြီပေါ့နော် ROH coin ကိုကျွန်တော်တို့ရောက်ပြီပေါ့နော် ROH coin 0.1 coin ကျွန်တော်တို့ရောက်ပြီပေါ့နော်သူ့ရဲ့ coin တစ် coin ကိုကျွန်တော်တို့ကဘယ်လောက်ရမလဲဆိုတော့1 USD ရမယ်ပေါ့နော်ကျွန်တော်က 0.1 ဖြစ်တဲ့အတွက်0.1 USD ပဲကျွန်တော်ကရသေးတယ်ပေါ့နော်9ရက်ဆိုတဲ့ပမာဏကြာတော့ကြာတယ်ဗျာနော်တော်တော်လေးကိုကြာတယ်ကျွန်တော်9ရက်ဒါပေမဲ့လည်းကျွန်တော်တို့ကအချိန်တော့တိတ်မပေးရဘူးเนาะဒါကျွန်တော်9ရက်ကြာဆိုတာကကျွန်တော်ကဘယ်လိုပြမလဲဆိုရင်တိတ်မတူးပြဘူးเนาะတော်တော်ကိုအချိန်ပေးနိုင်တဲ့သူတွေကျွန်တော် channel မှာတွေ့တယ်ပေါ့နော်တော်တော်လေးကို mining အတွက်တော်တော်အချိန်ပေးနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုရင်တော့လုံးဝခဏပါပဲပေါ့နော်သူက3နာရီကိုတစ်ခါဝင်ပြီးတော့တူးရတယ်ပေါ့နော်โอเคကျွန်တော်တို့ကဒီကောင်လေးကကျွန်တော်ထုတ်လိုက်တာပေါ့နော်โอเคထုတ်လိုက်တာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်ပြန်ရောင်းမယ်ပို့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်လေးကို ROH ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်ဒီမှာပေါ့နော်နှိပ်လိုက်မယ်နေပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ဒီထက်ကိုထည့်မှာဒါဆိုရင်ဒီဘောဟာတွေကထည့်မှာကျွန်တော်တို့ကပို့မှာ exchange ROH လုပ်မယ်ပေါ့နော်အဲ့လိုတွေရှိရပေါ့နော်ကျွန်တော်တို့က send ဆိုလို့ရှိရင်တော့ကျွန်တော်တို့တခြားသူရဲ့ဒီ NC wallet ထဲကိုကျွန်တော်တို့ကပို့မှာဖြစ်တယ်ပေါ့နော် okay အဲ့တော့ကကျွန်တော်တို့ကပို့မယ်ဆိုလို့ရှိရင်ဒီ wallet address လေးကိုကျွန်တော်ထည့်မယ်ထည့်ပြီးသွားလို့ရှိရင် amount ကိုကျွန်တော်တို့ကဒီမှာပေါ့နော်ရိုက်ထည့်ပေးလိုက်မယ်ပေါ့နော် 0.1 ဆိုရင် 0.1 ပေါ့နော်အဲ့လိုမျိုးပေါ့1ဆိုလဲ1ပေါ့ကျွန်တော်ရိုက်ထည့်ပေးလိုက်လို့ရှိရင်ကျွန်တော်ပို့တာဖြစ်ပါတယ်exchange ROH ကတော့ကျွန်တော်တို့ဒီမှာ exchange ဆိုတာကကျွန်တော်တို့ဒီမှာ Twitter တန်းပြောင်းမှလားနော် Twitter ပြောင်းမှလားဘာညာဆိုပြီးကျွန်တော်ပြောတယ်ပေါ့ USDT ပေါ့နော် Twitter ပြောင်းရင်လည်းရတယ်တွန်ဆိုရင်တော့သူက 0.02 တွန်ရမယ်ပေါ့နော် Twitter ဆိုလို့ USDT ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လောက်ရမလဲဆိုလို့ရှိရင်0.1 ကျွန်တော်ရိုက်ထည့်လိုက်မယ်ပေါ့နော် 0.1 ဆိုရင်သူကဘယ်လောက်ရမလဲဆိုတော့ဒီမှာတော့မပြသေးဘူးပေါ့နော်သူက1မှရမယ်နဲ့တူရယ်နော်
အဲ့တော့ကကျွန်တော်တို့ကဒါကကျွန်တော်တို့က exchange ပြောင်းတာပေါ့နော်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဟိုမှာတော့ဒီကောင်စုရတာလဲစုရဆောင်းရတာလဲကြားတယ်ကျွန်တော်တို့တွေပေါ့နော်ကြားတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်သူက1 coin မှသာလိုက်ရင်ပြေးမှသာလိုက်ရင်ကျွန်တော်တို့က1 USD နဲ့ညီမျှတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတိတ်တော့စင်မပြေဘူးကျွန်တော်တို့ပေါ့နော်ရောင်းရင်တော့ရပါတယ်ကျွန်တော်စီကိုလာရောက်မှာနော်ကျွန်တော်စီကိုလာရောက်မှာ ROH coin ကိုကျွန်တော်စီလာရောက်လို့ရတယ်ဘယ်လောက်ကနေစရောက်မလဲဆိုတာတော့ brother တို့ပါဘူးဆုံးဖြတ်ပေါ့နော်1 coin ဆိုရင်တော့ကျွန်တော်တို့ကအဆင်ပြေတယ်ပေါ့နော်0.1လဲကျွန်တော်ဝယ်တက်နိုင်ရင်ကျွန်တော်ဝယ်ပေးပါမယ်ပေါ့နော် okay ဘာလို့လဲဆိုတော့ brother တို့တွေတော်တော်လေးကြာတယ်ပေါ့နော်ကျွန်တော်တောင်မှဒီဟာတူးရသူတောင်မှကျွန်တော်နှစ်ကောက်သုံးကောက်တူးတာတောင်မှတော်တော်ကြာတယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဒီဟာလေးတူးထားလို့ 0.1 ဖြစ်ဖြစ်0.2 ပဲဖြစ်ဖြစ်0.5 ပဲဖြစ်ဖြစ်1 coin ပဲဖြစ်ဖြစ်ဘလောက်နေကျွန်တော်စီကိုလာရောက်မှာကျွန်တော်ပြန်ဝယ်ပေးပါမယ်ပေါ့နော်ပြန်ဝယ်ပါမယ်โอเคဝယ်ရောင်းမဲ့သူဆိုလို့ရှိရင်ကျွန်တော်တစ်ခါတည်းတန်းပြပေးလိုက်မယ်ပေါ့နော်ကျွန်တော်စီနေဘယ်သူစီနေเนาะဒီလိုမျိုးဝယ်တဲ့ကောင်ပဲဖြစ်ဖြစ်ပေါ့ဝယ်တဲ့သူပဲဖြစ်ဖြစ်ကျွန်တော်တို့ရောင်းမဲ့ဆိုလို့ရှိရင်သူတို့ကိုကျွန်တော်တို့ကပို့ပေးမယ်ဆိုရင်ဒီမဲ့ပေါ့နော်စမ်း ROH ဆိုပြီးရှိတယ်အကောင့်လေးကျွန်တော်နှိပ်ပြီးတော့သူ့ရဲ့ wallet address ကိုကျွန်တော်တို့ကတောင်းအောင်မယ်ပေါ့နော်တောင်းပြီးဆိုရင်အဲ့ wallet address ကိုထည့်ပေးပြီးတော့ကျွန်တော် ROH coin ကိုကျွန်တော်တို့ကရိုက်ထည့်ပေးလိုက်ရုံပဲပေါ့နော်ကိုရောင်းမဲ့ပမာဏကိုရိုက်ထည့်ပေးလိုက်ပါအဲ့ဒါဆိုရင်တော့ကျွန်တော်တို့တွေကသူ့စီကိုပို့ပြီးသွားပြီပေါ့နော်โอเคအဲ့လိုတော့ရှိပါတယ်ပေါ့နော်လွယ်ပါတယ်ပို့ရပြူရတာတွေကတော့လွယ်ပါတယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်ကငွေထုတ်ပြတာပါဒီကောင်က NC wallet ဆိုလို့ရှိရင်ကျွန်တော်တော်တော်လေးရတယ်ပေါ့နော်ဒီမှာဆိုရင်လည်းတွန်ထုတ်ထားတာရှိတယ်H coin လေးကျွန်တော်ထုတ်ထားတာရှိတယ်ပေါ့နော် brother တို့အမြင်ပါပဲCTC ရှိမယ်ကျွန်တော်တို့ပြကြလို့ရှိရင်တော့ဒီ ROH ရှိမယ်ပေါ့နော် CTC ကကြတော့ကျွန်တော်တို့ဟိုပါပေါ့နော်အဆင်ပြေတယ်သူကလည်းတစ်မျိုးလေးပါပဲပေါ့နော်โอเคလွယ်ပါတယ်โอเคဒီဗီဒီယိုလောက်ပါပဲပေါ့နော်ကျွန်တော်တို့ဒီ game လေးကကျွန်တော်တို့ရတာပဲဖြစ်တယ်ပေါ့နော်။မှာပေါ့နော်အမှန်ကန်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့တူးစီခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ချင်းသူ့ရဲ့ပမာဏသူ့ရဲ့အရာနဲ့ကတော့ကျွန်တော်တို့ဒီအတွက်အဆင်ပြေတယ်လို့ပြောလို့ရတာပေါ့နော်။ Okay ဗီဒီယိုလောက်ပါပဲပေါ့နော်။ဗီဒီယိုကိုစုံနေကြည့်ပြီ brother အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်နော်။ Bye bye